မင်းအောင်လှိုင်ကသူဖြစ်ချင်တာတွေသူလှုပ်ချင်တာတွေသူ့အိမ်မက်ကိုသူအကောင့်ထဲပေါ်သွားပြီခမားတို့ပြောနေတဲ့စိုးဝင်းတွေကြော်ဝင်းတွေအောင်ဝင်းတွေအကုန်လုံးပေါ့ဗျာခမားတို့ပြောချင်တာပြောနေတဲ့လူတွေကိုတော့မှနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုပြီးတော့ပြည်သူ့ပါတီကကိုကြီးကအရင်တုန်းကဆိုရင်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေပြောရမယ်တာဝန်ရှိတယ်88မျိုးဆက်နာမည်ခံထားတဲ့အတွက်အနည်းနဲ့အများဆိုသလိုပြည်သူ့ဘက်ကယက်တီရမယ်တာဝန်ရှိတယ်အခုပြည်သူ့ဘက်ကယက်တီရမယ်ကောင်ကိုတခါတည်းနိုင်ငံတော်ကောင်စီထဲမှာထည့်ထားတဲ့အခါကျတော့ပြည်တွင်းထဲမှာပြောမဲ့လူဆိုတာမရှိသလောက်ဖြစ်သွားပြီအားလုံးပဲမင်္ဂလာပါမင်းအောင်လှိုင်ရဲ့အစိုးရတစ်ဖွဲ့စည်းမှုဟာတကယ်ပဲသူ့အိမ်မက်တွေကိုအကောင့်ထဲပေါ်တာလားဒါမှမဟုတ်အတိုက်ခံတွေကိုပါဆက်ပိတ်ဖို့ကြိုးစားတာလားကိုကြီးတို့လိုပုံကိုယ်တွေကိုအတိုင်ပင်ခံကောင်စီထဲထည့်လိုက်တဲ့နောက်ွယ်ကနိုင်ငံရေးအကွက်တွေအကြောင်းကိုငင်းချမ်းအောင်ကဘလို့သုံးသပ်ထားတယ်လဲဆိုတာကြည့်ရှုရအောင်ပါတဲ့အတွေးခေါ်ကိုလူတိုင်းကောင်းတဲ့အသေးထဲမှာထည့်ထားကြပါပြောရင်လည်းဒီ live ကိုစပြီးတော့ဖွင့်ပါတယ်မင်းအောင်လှိုင်ကသူဖြစ်ချင်တာတွေသူလှုပ်ချင်တာတွေသူ့အိမ်မက်ကိုသူအကောင့်ထဲပေါ်သွားပြီမင်းအောင်လှိုင်ကသူဖြစ်ချင်တာတွေသူလှုပ်ချင်တာတွေသူ့အိမ်မက်တွေကိုသူအကောင့်ထဲပေါ်သွားပြီသူ့အိမ်မက်တွေကိုသူအကောင့်ထဲပေါ်သွားပြီးတော့မင်းအောင်လှိုင်ကအစိုးရဖွဲ့ပြီမင်းအောင်လှိုင်အစိုးရဖွဲ့တဲ့ထဲမှာသူကြိုက်တဲ့လူတွေအကုန်လုံးကိုသူကအစိုးရအဖွဲ့ထဲမှာဖွဲ့တဲ့အပြင်မှာကျေနပ်အောင်ဆိုပြီးတော့ပါကျေနပ်အောင်ဆိုပြီးတော့ပါသူ့ကိုဝေဖန်တဲ့လူတွေမကြိုက်တဲ့လူတွေခမားတို့ပြောနေတဲ့စိုးဝင်းတွေကြော်ဝင်းတွေအောင်ဝင်းတွေအကုန်လုံးပေါ့ဗျာခမားတို့ပြောချင်တာပြောနေတဲ့လူတွေကိုတော့မှနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုပြီးတော့သူကပေးလိုက်ပြီခမားတို့ပြောနေတဲ့စိုးဝင်းကိုတော့ဘာဖြစ်တဲ့ညာဖြစ်တယ်ပေါ့ဗျာဖြုတ်လိုက်ပြီးပြုတ်လိုက်ပြီးပြောတယ်ဆိုပေမဲ့သူကကျေနပ်အောင်သူပြန်လုပ်ပေးထားတယ်စိုးဝင်းကိုအတိုင်ပင်ခံကောင်စီမှာဥက္ကဋ္ဌထည့်ပေးထားတယ်ပြီးသွားရင်ခမားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုကြီးတို့ဘာတို့ပေါ့ရွေးကောက်ပွဲမှာနော်ကိုယ်စလဲတော်မဖြစ်ဘူးဆိုတဲ့ကိုကြီးလို့လူဟိုတော်မှအတိုင်ပင်ခံကောင်စီထဲမှာအဖွဲ့ဝင်အနေနဲ့အ ਨੇ ဆုံးပြန်ထည့်ပေးထားတယ်ဒီတော့မင်းအောင်လှိုင်ရဲ့လောက်ကွက်တွေကကျွန်တော်တို့အတိုက်ခံနေဘက်ကနေပြောပြီးဟေ့ဆိုရင်မင်းအောင်လှိုင်လောက်ကွက်တွေကအကွက်စီအကယ်၍သူသာအစိုးရဖြစ်လို့နော်ပြည်သူ့ပါတီဆိုပြီးတော့ကိုကြီးကမဲနိုင်မနိုင်ပြည်သူ့ပါတီဆိုတဲ့အဖွဲ့အစည်းမျိုးနဲ့သာကိုကြီးကရက်တီရမယ်ဟေ့ဆိုရင်အနည်းနဲ့အများဆိုသလိုကိုကြီးကသူ့အစိုးရကောင်းတာတွေမကောင်းတာတွေကိုထုတ်ပြီးတော့ဘယ်လိုပြောမလဲပြောနေရမယ်ဟာမျိုးငါတို့ပြည်သူတွေကငတ်နေတယ်ငါတို့ပြည်သူတွေကဘာဖြစ်နေတယ်ဆိုပြီးတော့ကိုကြီးလိုလူကပြောရမှာတော့ပြည်သူ့ပါတီဆိုပြီးတော့အတိုက်အခံပါတီနော်ပြည်သူကိုကိုစားပြုတဲ့ပါတီဆိုပြီးပြည်သူ့ပါတီလို့ဖွဲ့ထားတဲ့အတွက်ကိုကြီးကပြည်သူ့ပါတီဥက္ကဋ္ဌအနေနဲ့အနည်းနဲ့အများဆိုသလိုပြောရမှာအခုနိုင်ငံတော်အတိုင်ပင်ခံကောင်စီထဲမှာထည့်ထားရောကိုကြီးဘာမှပြောလို့မရတော့ဘူးသူပါစပ်ပိတ်ထားတာကိုပြောတာဒါမင်းအောင်လှိုင်ကခမားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအကွက်စေအောင်သူလှုပ်ထားတယ်ခမားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအကွက်စေအောင်သူလှုပ်ထားတယ်အဲ့ဒီအပြင်မှာခမားတို့ကိုထပ်ပြီးတော့ပြောပြအောင်မယ်သမရ3ယောက်ထဲမှာလဲကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအပြင်းပြေပေါ့ဟဲ့ဘလူပဲနန်းဘလူလဲနန်းနွယ်နီအေးလားနန်းနွယ်နီလားပေါ့ဟဲ့ကောင်းမလာအောင်ငါ့ကိုနှိပ်ပေးဆိုပြီးတော့အနှိပ်ခံဖို့ပဲဖြစ်ပေါ့ဗျာဒုသမရဆိုပြီးတော့ပေးထားတယ်မင်းအောင်လှိုင်ရုံးခန်းထဲမှာသမရကြီးရုံးခန်းလာပြီးဆိုဇက်ကြောတက်တယ်လာနှိပ်ပေးစားဆိုပြီးတော့ဒုသမရလာနှိပ်ပေးပေါ့ဗျာကြော့ပါရဲ့ခင်ဗျားတို့အဲ့လိုမျိုးပဲသူ့ဟာသူဒီကောင်မဘာမှအာဏာမရှိဘူးဒီကောင်မနှိပ်ပေးဖို့ဒီကောင်မဘာလုပ်ဖို့ခင်ဗျားတို့ကြိုက်တယ်လို့ပြောနိုင်ငံတကာမှာကြားလို့ရှိရင်မင်းအောင်လှိုင်ကကျွန်တော်မိမတွေကိုအခွင့်အရေးပေးထားတယ်ဒုသမရတောင်ဖြစ်နေပြီဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားတာကြည်ပေါ့ဒါအမျိုးသမီးခွေရေးတွေချိုးဖောက်တာတို့ဘာတို့ပြောခမားတို့နိုင်ငံတကာမှာသူကနေပြီးတော့လော်ဘီလုပ်တဲ့အခါနိုင်ငံတကာမှာစီးရုပ်ရေးတွေဆင်းတဲ့အခါမှာကြည်စမ်းအမျိုးသမီးကိုသမရပေးထားတယ်ဒီလိုမျိုးတွေသူ့ဘက်ကအကွက်စီအောင်လုပ်နေတဲ့အချိန်မှာကိုယ့်ဘက်ကဘာတွေဖြစ်နေလဲ
ဒါပြဿနာအဲ့ဒီလက်တွေ့ကိုကဘလို့ရင်ဆိုင်မလဲမင်းအောင်လှိုင်ကသူ့အာဏာပါဝါကို तू တိဆောက်နေပြီမင်းအောင်လှိုင်ကသူ့ခန္ဓာကြီးကို तू ပြင်းနေပြီမင်းအောင်လှိုင်ကသူ့အလုပ်ကို तू လုပ်နေပြီကိုယ့်ဘက်ကဘာလုပ်နေလဲကိုယ့်ဘက်ကဘာလုပ်မှာလဲကိုယ့်ဘက်ကဘာလုပ်မလဲပြောလို့ရှိရင်ရန်ကုန်လိုမန္တလေးလိုပသိမ်လိုဒီမြို့တွေမှာကျွန်တော်တို့တွေမှာဆန္ဒပြဖို့တော့မှအခက်အခဲတွေရှိတယ်ဆန္ဒပြဖို့အခက်အခဲရှိတယ်ဆိုတဲ့ဟာကလူအင်အားကိုခဏဘေးမှာဖယ်ထားဒီမြို့ကြီးတွေမှာ CC ကင်မရာတွေတက်ထားတယ်ခမားတို့ကိုစောင့်ကြည့်နေတဲ့ကင်မရာတွေနှီးမျိုးစုံနဲ့မြို့တိုင်းမှာနေရာတိုင်းမှာသူတို့တက်ထားပြီးသွားပြီရန်ကုန်မှာဆိုလို့ရှိရင်လည်းကင်မရာတွေအများကြီးရှိနေပြီခမားကိုလူရုပ်ကိုသာမသိတာဒီလူကဘယ်နေရာထွက်လာတဲ့ဘယ်နေရာကိုသွားတယ်ဘယ်လိုကားကိုစီးတယ်ဆိုတဲ့ဟာမျိုးကို CC ကင်မရာကနေပြီးတော့ခမားတို့ကိုလိုက်ကြည့်လို့ရတဲ့အနေအထားမျိုးဖြစ်နေပြီမင်းအောင်လှိုင်သူလောက်ထားတာအဲ့ဒါခမားတို့ယုံနာမယုံနာကခမားတို့ကိစ္စရန်ကုန်လိုမန္တလေးလိုပသိမ်လိုဒီလိုမြို့ကြီးတွေမှာနော်လုံခြုံရေးကင်မရာတွေ CC ကင်မရာတွေ CCTV လိုဟာမျိုးတွေအကုန်လုံးကတတ်ထားပြီဒီအခါမှာခမားကဘယ်လန်းကထွက်လာတယ်ခမားကဘယ်လန်းကိုဝင်သွားတယ်ခမားကိုလူသိစရာမလိုဘူးခမားမျက်နှာကို तू မှတ်မိစရာမလိုဘူးခမားမျက်လုံးကို तू ဖတ်နေစရာမလိုဘူးခမားတို့ဘယ်နေရာကိုသွားတယ်ဘယ်လိုလုပ်တယ်ဆိုတဲ့ကိစ္စတွေအကုန်လုံးကိုနော်သူတို့ကနေပြီးတော့ခမားကိုကြည့်လို့ရနေပြီဒီလူတယောက်ဘလို့သွားတယ်လှုပ်ရှားတယ်ဆိုတဲ့ဟာသိပြီဟေ့ဆိုလို့ရှိရင်ဒါကခမားရဲ့လုံခြုံရေးအတွက်ခမားအခက်အခဲဖြစ်နေပြီဒီကြားထဲမှာမှကျွန်တော်တို့မှာဆန္ဒထွက်ပြမဲ့အင်အားရှိသေးရဲ့လားလူငယ်တွေရှိသေးရဲ့လားဒီအခါမှာအစိုးရတရက်ပေါ်လာပြီဟေ့ဆိုလို့ရှိရင်တချို့ကိစ္စတွေကတရားဥပဒေနဲ့လုပ်ရမယ့်ကိစ္စတွေရှိတယ်အစိုးရတရက်ပေါ်လာပြီဟေ့ဆိုလို့ရှိရင်တရားဥပဒေအရလုပ်ရမယ့်ကိစ္စရှိတယ်ဆိုတာအစိုးရတရက်ဖြစ်လာပြီဟေ့ဆိုရင်သူကဥပဒေကိုကင်ပြီးတော့သူကပြောမှာဒီတော့ဥပဒေကိုကင်ပြီးတော့ပြောပြီးဟေ့ဆိုလို့ရှိရင်ကိုကဥပဒေဘောင်တွေကလုပ်ရမယ့်ကိစ္စရှိတယ်လက်နက်ကင်ပြီးတော်လှန်နေတဲ့ကိစ္စရှိတယ်ဒီလိုမျိုးနှစ်ဖက်ဖြစ်ရမှာအခုခမားတို့ကိုကျွန်တော်ပြောနေသလိုပေါ့အတိုက်အခံလို့ပြောတဲ့ပါတီတွေဥပမာဗမာပြည်မှာဆိုလို့ရှိရင် NLD မရှိတော့ဘူးSNLD မရှိတော့ဘူးဒီလိုမျိုးတခြားပါတီတွေမရှိတော့ဘူးဆိုလို့ရှိရင်ပြည်သူပါတီရှိနေဒီတော့ပြည်သူပါတီကကိုကြီးကအရင်တုန်းကဆိုရင်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေပြောရမယ့်တာဝန်ရှိတယ်88မျိုးဆက်နာမည်ခံထားတဲ့အတွက်အနည်းနဲ့အများဆိုသလိုပြည်သူဘက်ကယက်တီရမယ့်တာဝန်ရှိတယ်အခုပြည်သူဘက်ကယက်တီရမယ့်ကောင်ကိုတခါတည်းနိုင်ငံတော်ကောင်စီထဲမှာထည့်ထားတဲ့အခါကျတော့ပြည်တွင်းထဲမှာပြောမဲ့လူဆိုတာမရှိသလောက်ဖြစ်သွားပြီ NLD ဆိုတဲ့လူတွေအကုန်လုံးကလည်းဒီစစ်တပ်နဲ့လက်မှတ်ထိုးပြီးတော့သဘောတူညီမှုတွေနဲ့နေနေတာ NLD ဆိုတဲ့လူတွေအကုန်လုံးကလည်းလွှတ်တော်ကိုယ်စားလှယ်တို့ဒီပါတီမှာထိပ်ပိုင်းဆိုင်ရာတွေမှာဟိုတာဝန်ယူထားတဲ့လူတွေဆိုတာလည်းပြည်တွင်းမှာရှိတဲ့လူတွေအကုန်လုံးကလည်းလက်မှတ်ထိုးပြီးတော့နေနေတာဒီခါကျတော့ခမားတို့အခုဟိုဒီ NUG ကိုထောက်ခံတဲ့သူတွေဟိုလူကိုထောက်ခံတဲ့လူတွေဒီလူကိုထောက်ခံတဲ့လူတွေကခမားတို့တပ်ပါတီပြောပြီးတဲ့အခါကျလို့ရှိရင်ပြည်တွင်းထဲမှာလည်းတပ်ပါတီမရှိဘူးဒီအပြင်မှာလဲခမားတို့လုံနေသမျှကိုထောက်ပြဝေဖန်မဲ့လူမရှိလို့ရှိရင်ပြဿနာကတက်နေပြီအဲ့ဒီလိုတက်တဲ့အပြင်မှာဗမာပြည်ကသမရအများဆုံးနိုင်ငံဖြစ်နေတယ်အဲ့ဒီကိစ္စကလည်းသေးသေးချာချာအရန်အရေးကြီးသေးတယ်ဗမာပြည်ကသမရအများဆုံးနိုင်ငံဖြစ်နေတယ်ဟာမင်းကပြောမဟဲ့ဗမာပြည်ကသမရအများဆုံးနိုင်ငံဘာဖြစ်လို့ဖြစ်လဲမင်းအောင်လှိုင်မျိုးစောနန်းနီအေး3ယောက်ဒီဘက်ကလည်းဦးဝင်းမြင့်လည်းသမရဒူဝါလည်းရှိလာလည်းသမရနောက်ဆုံးကိုပြောရင်စောနရမြကလည်းသမရမင်းတို့ဟာသမရတွေက6ယောက်9ယောက်အစိုးရကလည်း UNG ကလည်းအစိုးရဖက်ဒရယ်ကောင်စီကလည်းအစိုးရကော်တူလေးကလည်းအစိုးရဟာမင်းတို့ကဒီမှာအစိုးရကလည်းဒီနိုင်ငံလောက်အခုဗမာပြည်မှာဖြစ်နေတာမင်းတို့ရဲ့လက်တွေ့ဘဝမှာသေသေးချာချာစဉ်းစားကြည့်နော်ကိုဟာကိုပေးထားတဲ့သမရရင်အခုကျွန်တော်ပြောနေတာနေဘယ်လောက်ရှိပြီလဲဦးဝင်းမြင့်လည်းသမရနော်မင်းအောင်လှိုင်လည်းသမရနရမြလည်းသမရဒူဝါလည်းရှိလာလည်းသမရဟာအဲ့မှာတင်သမရက6ယောက်
ပြီးရင်ကော်သူလေးကလည်းနိုင်ငံဖြစ်လိုက်တော့ကြပြည်နယ်ဖြစ်လိုက်ဘာမှန်းကိုမသိတဲ့ကရင်ကလည်းအမျိုးမျိုးဖြစ်နေတာဒီတော့လက်တွေ့မှာပြောပြီးဟေ့ဆိုလို့ရှိကိုယ့်ဘက်ကဒီလိုဖြစ်နေတဲ့အခက်အခဲတွေအကြက်အတဲတွေကိုကိုဘလို့ကြော်မလဲဒီလိုဖြစ်နေတဲ့အခက်အခဲတွေအကြက်အတဲတွေကိုကိုဘလို့ကြော်မလဲဆန္ဒပြဖို့ဆိုတာလဲမြို့ကြီးတွေမှာဆန္ဒမပြဘဲနဲ့ခမရဟိုမှာ UNG ပိုင်တဲ့နေမြေတွေထဲမှာနေ့တိုင်းဆန္ဒပြနေလဲပြတာပဲရှိတယ်ဂရင်းနဲ့စံချိန်ချိုးဖို့ပေါ့တနာကြီးကိုတစ်ခါဆန္ဒပြတယ်ဆိုပြီးပြနေလို့ရတယ်အဲ့ဒါမင်းလွတ်လပ်တဲ့နယ်မြေမှာပြနေတာမြို့ကြီးတွေမှာဆန္ဒပြမဲ့လူလည်းမရှိတော့ဘူးမြို့ကြီးတွေမှာလူငယ်တွေလည်းမရှိတော့ဘူးမင်းအောင်လှိုင်ရဲ့အကွက်ဆေးတဲ့လုပ်ရက်တွေနဲ့အတူမြို့ကြီးတွေမှာ CCTV တွေနဲ့လူထုကိုဘလို့ထိန်းချုပ်ထားတယ်လဲဆိုတာကိုနားဆင်ခဲ့ရတာဖြစ်ပါတယ်ဒီလိုအခြေအနေမှာတော်လန်ရေးအင်အားစုတွေဘာဆက်လုပ်တင်တယ်လဲဆိုတာကတော့စဉ်းစားစရာပါပဲ